အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်ရှိလာတာတော့မြန်မာနိုင်ငံနဲ့ချင်းခရစ်ယာန်အသင်းချုပ်လူငယ်ဌာနကိုစားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအသင်းတော်ရဲ့ကျွန်တော်တို့ဖျားသခင်ပေးထားတဲ့ဒီနေ့ရမှာကျွန်တော်တို့တမိုင်းဝင်လူငယ်ညီလာခံတစ်ခုကိုပြုလုပ်ဖို့အတွက်လာရောက်ခြင်းဖြစ်ပါတယ်ဘာဖြစ်လို့တမိုင်းဝင်လို့ပြောလဲဆိုတော့ကျွန်တော်တို့အခု2021မှာပြုလုပ်မဲ့ညီလာခံကနဝမအကြိမ် U Conference ဖြစ်ပါတယ် 9 U Conference ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒီညီလာခံက1981ခုနှစ်တည်းကနေပြီးတော့ကျွန်တော်တို့စတင်ပြီးတော့ကျင်းပခဲ့တဲ့အရာလည်းဖြစ်ပါတယ်လို့ဒီနေ့ကျွန်တော်အနေနဲ့ကျေးဇူးတင်စကားကိုအထူးပဲဖော်ပြလိုတာကတော့တင်းတော်ပေါ့နော်ကျွန်တော်ဟာခါနှစ်ချင်းတင်းတော်အသင်းသူအသင်းသားများကိုနှစ်ချင်းတင်းညုပ်လူငယ်ဌာနကိုစားအထူးပဲကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနှစ်ချင်းတင်းချုပ်အကြောင်းလေးအနည်းငယ်ဖော်ပြလိုပါတယ်ကျွန်တော်တို့ဒီတချို့လဲသိပြီးသားဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်ဆိုပေမဲ့ကျွန်တော်တို့မြန်မာအဖွဲ့ချုပ်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အထဲမှာနှစ်ချင်းအသင်းချုပ်ထဲမှာတိုက်ရိုက်ဆက်သွယ်သောအသင်းတော်2ပါးနဲ့အတူလူမျိုးစုနဲ့ဒေသနာအဖွဲ့ချုပ်18ပါးပါဝင်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒီညီလာခံပြုလုပ်တဲ့အချိန်မှာဒီနေရာကိုပေါ့နော်ကျွန်တော်ဒီမှာအဲ့ဒီအဖွဲ့ချုပ်18ပါးတွေကလူမျိုးပေါင်းစုံကျွန်တော်တို့လူငယ်တွေရောက်ရှိလာမှာဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့လူငယ်2500ကိုဒီနေရာမှာစုစည်းပြီးတော့ပြုလုပ်ဖို့အတွက်ပြင်ဆင်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘယ်သူတွေပါလဲဆိုရင်ကျွန်တော်ကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်တီးတိန်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်အရှိုချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်နာဂနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်အာခါနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်လာဟူနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဝါနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရွှေလီရှမ်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရှမ်းပြည်နယ်မြောက်ပိုင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရှမ်းပြည်နယ်တောင်ပိုင်းတိုင်းရင်းသားနှစ်ချင်းခရစ်ယာန်နီးသာသနာအဖွဲ့ချုပ်ရှမ်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရှမ်းပြည်နယ်အရှေ့ပိုင်းလီဆူနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ပိုးကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရခိုင်ပြည်နယ်နှစ်ချင်းသင်းတော်များအဖွဲ့ချုပ်ပြီးရင်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်နဲ့ယူဒတန်အသင်းတော်နဲ့အိမ်မာနွေလအသင်းတော်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ member ပေါ့နော်ကျွန်တော်တနိုင်ငံလုံးကလူမျိုးပေါင်းစုံဒီနေရာမှာကျွန်တော်တို့ U Conference လုပ်ဖို့အတွက်ကိုပြင်ဆင်တာဖြစ်ပါတယ်လို့ဆိုတော့129ခုမြောက်သောစာလံမှာဖော်ပြသလိုပဲပေါ့နော်ထာဝရဘုရားသည်အိမ်ကိုစောက်တော်မူလင်စောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူလင်ကင်းဆောင်တို့သည်အချီးနှီးဆောင်ကြ၏တဲ့စောစောထားလဲညနေသည့်တိုင်အောင်အိပ်ဖဲနေလျက်ပင်ပန်းစွာအစာစားလက်နေတော့လဲအကျိုးမရှိအိပ်ပျော်သောခွင့်ကိုချစ်တော်မူသောသူကပေးတော်မူမည်ဆိုတဲ့အတိုင်းကျွန်တော်တို့ဒီညီလာခံကြီးကိုလူကလည်း2500တောင်ရှိတယ်ဗောနော်2500တနိုင်ငံလုံးကလူငယ်တွေလာမယ်လူမျိုးပေါင်းစုံလည်းလာမယ်ဆိုတော့ကျွန်တော်ကြိုတင်ပြင်ဆင်ခဲ့တာလွန်ခဲ့တဲ့10နှစ်ထဲရပါတော့10နှစ်ထဲရဖြစ်ပါတယ်10နှစ်ထဲရကျွန်တော်အစီအစဉ်တွေဆွဲပြီးတော့ပြင်ဆင်ခဲ့တယ်အဲ့ဒီခါမှာချင်းနဲ့ချင်းခရစ်ယာန်ဖွဲ့ချုပ် CBC ကျွန်တော်တို့ဒီချင်း Public Convention ကနေပြီးတော့ Asian အဖြစ်အဲ့လွန်ခဲ့တဲ့10နှစ်လောက်ထဲရလက်ခံထားတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့စိတ်ပူတယ်ပေါ့နော်ခုနကျန်းစာတွေကဖော်ပြသလိုပဲလူအနေနဲ့တော့စိတ်ပူတယ်ဖခင်ကတော့သူ့အရာကိုသူ့အလုပ်ကိုသူလုပ်နေတယ်ပေါ့နော်လူအနေနဲ့စိတ်ပူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စီဇန်လက်ခံခဲ့တဲ့ Pastor Jane ခိုင်ထွဲ CBC ရဲ့ Youth Secretary ကကျွန်တော်2015ခုနှစ်မှာဆုံးသွားတယ်ဆိုတော့ဆက်ပြီးတော့ဖြစ်ပါမလားပေါ့နော်နောက် Secretary နောက်တစ်ယောက်ပြောင်းတယ်အကျိုးဆောင်တစ်ယောက်လာတယ်နောက်တစ်ယောက်ပြောင်းတယ်နောက်အခုလက်ရှိဆရာဇကီယိုဆန်းအချိန်ထိပေါ့နော်သူတို့လည်းတော်တော်လေးဒီစိတ်ထဲမှာစိတ်ပူတဲ့အနေအထားမျိုးရှိတယ်သို့တော်ညာလဲကျွန်တော်တို့ဖခင်ရဲ့အကြံစီနဲ့လူရဲ့အကြံစီကတခြားစီပဲပေါ့နော်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်မှာဆိုကျွန်တော်တို့သိလိုက်ရတာကကျွန်တော်တို့ကတော့ဒီတကယ်လူငယ်ကြီးလာကန်အကြီးဖြစ်တဲ့အတွက်တနိုင်ငံလုံး National U Conference ဖြစ်တဲ့အတွက်ကျွန်တော်တို့အရန်စိတ်ပူပေမဲ့ဖခင်သခင်ကဘာကိုတို့ထိလဲဆိုကျွန်တော်တို့ဒီဟာခါနယ်နှစ်ချင်းအသင်းတော်များအဖွဲ့ HPA နဲ့အထူးသဖြင့်တော့ကျွန်တော်တို့ဒီအသင်းတော်ပေါ့နော်အသင်းတော်ကသင်းအုပ်ဆရာကြီးနဲ့အသင်းသူအသင်းသားတွေကိုဘုရားသခင်ကတိုးထိတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ဒီလူငယ်ညီလာခံကြီးကိုဒီအသင်းတော်ကနေပြီးတော့အဓိကကမကထပြုတ်ပြီးတော့အင်ရှင်ဖြစ်လက်ခံသွားမယ်ဆိုတော့ကျွန်တော်တို့သိရတဲ့ခါမှာမနစ်ကတည်းကကြိုသိတယ်ပေါ့နော်ဆရာကလည်းခဏခဏဖုန်းဆက်တယ်ဒါပေမဲ့ကျွန်တော်တို့အခုမှပဲကျွန်တော်တို့လာရောက်တွေ့ဆုံပြီးတော့ပထမအကြိမ်စီဝေးပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ကပြောသူပေါ့နော်1981ထဲကနေပြီးတော့လုပ်ခဲ့တဲ့ညီလာခံဖြစ်ပါတယ်1981မှာကျွန်တော်ရန်ကုန်မှာစလုပ်ပါတယ်
타로 린로 소비로 나면에 로데 두리야 쟁고로 저너로 디데이마 라로케데 보노 1986 so 디데이마 라로데 나비 따따야 쟁고로 1991마 미지나 마 그친ဖွဲ့ချုပ်ကနေ လက်ခံပြီးတော့ပြုလုပ်ခဲ့ပါတယ်စတုထအချိန်ကတော့ကျွန်တော်တို့ဒီဖအံမြို့မှာပိုးကင်ကနေအင်ရှင်လက်ခံပြီးတော့လူဦးရေ6500လောက်ထိတက်ရောက်ပြီးတော့ပြုလုပ်ခဲ့ပါတယ်ဆိုတော့ပြင်စမအချိန်ကိုတော့တောင်ကြီးမှာရှမ်းအဖွဲ့ချုပ်ကနေလက်ခံပြီးတော့ပြုလုပ်ပါတယ်ဆဋ္ဌမအချိန်ကိုတော့ရန်ကုန်အင်းစိန်မှာကျွန်တော်ပြန်လည်ပြုလုပ်ပြီးတော့တတ္တမအချိန်ကိုတော့ပသိမ်မြို့မှာပြုလုပ်ပါတယ်အဋ္ဌမအချိန်တော့ဒီရန်ကုန်မြို့ France ဟောခမ်းမမှာကျွန်တော်2016ခုနှစ်မှာပြုလုပ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ season က9နှစ်မှာတစ်ချိန်မပြတ်မကွက်ပါတော့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီထဲကနေပြီးတော့လူငယ်ညီလာခံတချို့လဲဒီထဲကလူကြီးတွေတစ်ခုမှပါဝင်ဘူးပါလိမ့်မယ်ကျွန်တော်အထူးဖြင့်ပေါ်ပြလိုတာကတော့လူငယ်တွေအတွက်ကိုဒီ youth conference ကြီးကတော်တော်လေးအရေးကြီးပါတယ်ကျွန်တော်တို့ရဲ့တာသနာသမိုင်းတစ်လျှောက်မှာလဲ youth conference ကအတူတူပါဝင်ခဲ့တယ်ပေါ့နော်ဒီ youth conference လာတက်တဲ့လူငယ်တွေတဲကနေပြီးတော့ပြောင်းလဲပြီးတော့အမှုတော်ဆောင်တာသနာခေါင်းဆောင်တွေဖြစ်နေတဲ့လူတွေလည်းအများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်2005မှာကျွန်တော်မြကြီးနားမှာစပြီးတော့ကျွန်တော် youth leader conference တက်ဖူးတယ်နှစ်ချင်းသိန်းချုပ်ရဲ့အဲ့ဒီကနေမှကျွန်တော်ကျန်းစာကြောင်းတက်ဖို့ဆုံးဖြတ်ချက်ကိုကျွန်တော်ချခဲ့တာဆိုတော့ကျွန်တော်ဒီမှာလာဆွေးနွေးနေတဲ့ HBA ရဲ့အခုဒီ Hakha Baptist Association ရဲ့ကျွန်တော်တို့ GS ဖြစ်တဲ့ဆရာဆိုရင်လည်းသူပြောတယ်1996ခုနှစ်လူငယ်ညီလာခံခုနကတော့ဖအံမှာလုပ်တဲ့လူငယ်ညီလာခံမှာသူပါဝင်ခဲ့ဖူးတယ်လို့သိရမှာနော်ဆိုတော့ဆိုလိုချင်တာတော့ကျွန်တော်တို့သာသနာခေါင်းဆောင်တွေဖះကိုချစ်တဲ့လူငယ်တွေအနာဂတ်မှာသာသနာကိုလက်ဆင့်ကမ်းမဲ့လူငယ်တွေအများကြီးကိုဒီလူငယ်ညီလာခံတွေကမွေးထုတ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီ HBA မှာဆိုလဲဆရာတယောက်ရှိတယ်ဆိုတော့ကျွန်တော်တို့အရန်ကိုတည်တာတဲ့အရာဖြစ်ပါတယ်လို့ကောင်းကြီးမင်္ဂလာနဲ့ပြေဝနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေရာမှာပေါ့နော်အခုကျွန်တော်တို့စီစဉ်တုန်းကတော့ဒီအစီအစဉ်ကိုဆရာဂျိန်းပြီးတော့ဆရာထန်းရင်ထန်းဆိုတဲ့ဆရာCBCU Secretary ကလက်ခံတော့ကသူက Rick ရေကန်ကကြိုးတိုပါသည်လို့ပြောပြီးတော့ကျွန်တော်တို့ဟိုဘက်မှာလှုပ်ဖို့ပြင်ဆင်တော်လဲပေါ့နော်ဘုရားသခင်ကတော့အကြံစီကတော့ဒီတက်ကောင်းတဲ့နေရာကိုကျွန်တော်တို့ပို့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ဒီကိုရောက်လာတဲ့ချိန်မှာဘုရားကျောင်းကြီးကျွန်တော်တို့ဒီဘုရားကျောင်းကြီးကိုတွေ့တယ်ကြောက်တင်နဲ့စောက်ထားတယ်မေးကြည့်လိုက်တော့ကျွန်တော်တို့ဒီမှာဘာထပ်သိရလဲဆိုရင် missionary တွေရဲ့နေရာဖြစ်တယ်ချင်းပြည်ကိုချင်းတောင်ကိုသာသနာပြုခဲ့တဲ့သာသနာပြုဆရာကြီးတွေရဲ့အမွေအနှစ်တွေပြည့်ဝတဲ့နေရာကိုဘုရားပို့ဆောင်တယ်ကျွန်တော်တို့အရင်တော့ကတာဝန်ခံတွေကြံစီခဲ့တဲ့လူအကြံစီကတော့တနေရာဖြစ်ပေမဲ့အခုတကယ်ကိုဘုရားသခင်ပို့တဲ့နေရာကကျွန်တော်တို့အတွက်လည်းအရန်ကိုခေါ်အားရတဲ့နေရာဖြစ်တယ်ကျွန်တော်မနေ့ကတော့အနောက်မှာရှိတဲ့ကျွန်တော်တို့ missionary တွေရဲ့ဂူသိန်းချိုင်းတွေကိုသွားပြီးလေ့လာတဲ့အခါမှာလည်းကျွန်တော်တို့အတွက်အများကြီးခေါ်အားဖြစ်တယ်ပေါ့နော်သူတို့လာခဲ့တော့ဒီနေရာကိုလာခဲ့တော့ကျွန်တော်တို့လမ်းလျှောက်ပြီးတော့ပဲလာရင်လာရမယ်ဘာမှလမ်းမဆက်သွယ်ကောင်းသေးမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အခုလည်းကျွန်တော်တို့လမ်းမဆက်သွယ်ကောင်းတဲ့ချိန်မှာလူငယ်တွေ2500ဒီနေရာမှာကျွန်တော်တို့ missionary တွေရဲ့နေရာ missionary တွေတိဆောက်ခဲ့တဲ့ဘုရားကျောင်းကြီးမှာကျွန်တော်တို့ညီလာခံလုပ်ရမယ်ဆိုတဲ့အခါမှာကျွန်တော်အနေနဲ့တော့ဘုရားသခင်ကတော့ကျွန်တော်တို့ဒီလာမဲ့လူငယ်2500တဲကနေမြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမယ်ဆိုတဲ့ဆောင်ပုဒ်ကိုကြွေးကြော်ပြီးတော့သာသနာပြုတွေအများကြီးထွက်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအသင်းတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနှစ်ချင်းသင်းချုပ်ဝင်ပေါ့နော်ကျွန်တော်တို့အဖွဲ့ချုပ်များအားလုံးကိုစားလူမျိုးပေါင်းစုံရဲ့ကိုစားကိုအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်လို့ကျွန်တော်တို့2021မှာပြုလုပ်မှာဖြစ်ပေမဲ့ဆရာတော်ကြီးကလည်းဝမ်းမသက်တာနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကိုရန်အရင်နီးနီးပေါ့နော်သားသမီးလိုပဲကျွန်တော်တို့ကိုလက်ခံပြီးတော့ပြင်ဆင်ထားတဲ့အရာတွေကိုလည်းဖော်ပြတဲ့အတွက်ကြောင့်မလို့ဆရာတော်ကြီးနဲ့တကွပေါ့နော်အသင်းသူသင်သားများအမှုတော်ဆောင်များအရောက်စီတိုင်းကိုကျွန်တော်တို့နှစ်ချင်းသိန်းချုပ်လူငယ်ဌာနကနေအထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်ဒီဟာလည်းကျွန်တော်တို့ blessing ဖြစ်ပါတယ်နှစ်ပေါင်းကျွန်တော်တို့ဒီတကယ်လို့ဒီမှာလက်ခံပြီးရင်နောက်ထပ်နှစ်ပေါင်း100မှပဲလူငယ်ညီလာခံအိမ်ရှင်လက်ခံခွင့်ကချင်းဖွဲ့ချုပ်မှာပြန်ရောက်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က9နှစ်မှတစ်ကြိမ်လုပ်တယ်အဖွဲ့ချုပ်က20ရှိတဲ့အခါမှာအလှည့်ကျသွားကြတယ်ပေါ့နော်ဒါကြောင့်မလို့အခုဒီလာမယ့်2021ခုနှစ်ကတော့ကျွန်တော်တို့အတွက်ကိုဘုရားသခင်ယူဆောင်လာပေးတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့
ပြေဝပြီးတော့ဒီနေရာမှာ missionary ပေါင်းများစွာကိုမွေးထုတ်ပေးမဲ့ညီလာခံကြီးကိုလက်ခံရတဲ့အသင်းတော်အနေနဲ့ကောင်းကြီးမင်္ဂလာများစွာကိုရရှိမှာဖြစ်ကြောင်းပေါ့နော်ဖော်ပြလိုပါတယ်လို့အရောက်စီတိုင်းဖျားခင်ကောင်းကြီးပေးပါစေဆက်လက်ပြီးတော့လည်းကျွန်တော်တို့ပါဝင်ပေးဖို့ပေါ့နော်ညီလာခံမှာဆုတောင်းခြင်းဖြင့်တော်၎င်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်ပေးခြင်းတော်၎င်းကိုယ့်ရဲ့သားသမီးတွေလူငယ်တွေကိုဆေလွတ်ပေးခြင်းအဖြစ်တော်၎င်းပါဝင်ပေးဖို့အတွက်ဖော်ပြရင်းနဲ့အသင်းတော်ကိုလည်းယေရှုအထူးတင်ရှိကြောင်းဖော်ပြရင်းနဲ့ညီကုန်းချုပ်ပါတယ်